အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ notes လေးတွေဆက်ပြီးတော့ဖတ်ဖို့တော့ကြည့်လိုက်အောင်ဒါပြီးသွားရင်တော့တော်တော်လေး notes လေးကိုကြည့်ပြီးတော့ဖတ်တဲ့တီးတက်သွားလဲအနေထားဖြစ်သွားလိမ့်မယ်နော်ဒါ notes ပတ်နေပဲရှိသေးတယ်နော်ဟို notes တန်ဖိုးတွေဟိုကျွန်တော်ပြီးရင်ဒါလေးပြီးရင်ဆက်လာမယ်နော်လက်ရှိဒီ notes ရဲ့သဘောတရားလေးတွေကျွန်တော်အရင်ဆုံးချပြပေးတာပါနော်မျှဝေပေးတာဖြစ်တယ် KC 44 တိုင်းဒါတည်သွားပြီဒါ BBN 100ဒါလည်းတည်သွားပြီတော့ဒီမှာ intro စမယ်ဒီမှာ sign လေးပါနော်တတိထားမယ်အဲ့မှာစပြီးတော့ TV တီးတဲ့အခါမှာသူ့ဘိုင်းနဲ့သူပြီးသွားတယ် design လေးတွေ့တယ်မှားထားမယ်ခဏထားမယ်နော် set တီးမယ်ဒီမှာဒါရေးထားတဲ့ပုံမှာဒီဘက်ဘာမှတက်ဟိုဘက်ဘာနှစ်ခုကြတော့နှစ်လို့ပြီးထားတယ်ဒီမှာအဆက်20ပါတယ်ဆိုတော့လည်းတတိထားမယ်အဲ့တော့ပထမတစ်ချောတီးပြီးအစအဆုံးတီးတဲ့အခါကျမှဒီ G နားရောက်တဲ့အခါကျရင် G ကပထမတစ်ခေါက်ပဲတီးမယ်ဒုတိယတစ်ခေါက်ကျမတီးဘူးဒုတိယတစ်ခေါက်ကျရင် FG ကိုတီးမှာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ sign မြင်တဲ့အခါကျရင်တတိထားရမယ်ဒါအဆက်20ဆိုတော့နှစ်ချိန်တီးမယ်စတီးပြီးတီးတဲ့အခါကျရင် DG ရောက်ရင်တစ်ခါအပေါ်ပြန်တက်သွားမယ်အပေါ်ပြန်တက်ပြီးတီးမယ်ဒီ A မနဲ့ရောက်ပြီး G ရောက်တဲ့အခါကျရင် G ကိုကျော်လိုက်ပြီးတော့မှမတီးဘဲနဲ့ FG ဆိုတီးလိုက်မယ်ဒါဆိုဒီနှစ်ကြော့ဆိုတဲ့သင်္ကေတဟာပြီးသွားပြီပြီးသွားတဲ့အခါကျရင် set တီးမယ် chorus set တီးမယ်ဟုတ်လား chorus set တီးမယ် chorus ပြီးသွားရင် solo သွားတယ်တချို့ကြလဲ solo မဟုတ်ဘဲနဲ့ bridge ဆိုပြီးတော့နောက်ထပ်တချင်းပုံစံတစ်မျိုးပြောင်းပြီးတော့ခြေစင်းလေးဆူလိုက်တာရှိတယ်ဒီတော့ရေးပြီးတာနော် solo bridge ဆိုတာ solo တော့မဟုတ် bridge တစ်ခုခုပေါ့အဲ့တော့ solo တီးမယ်ပေါ့ solo တီးပြီးရင် sign လေးလာတယ် sign လာတော့ပြန်တက်မယ်ဆိုဒီမှာ sign ရှိတဲ့အထိပဲတီးပါနော်ဟော G တီးတယ်ဒီမှာသူ့ရဲ့တစ်ပိုက်ပြီးသွားပြီ sign ရပြီးသွားရတာပြီးသွားဆိုဒီမှာခိုးတာဆိုတာပြတာဒါတွေကခိုးတာလို့ခေါ်တယ်ဆေးရှူအိုင်ခိုးတာအဲ့ဆရာလေးရှိတဲ့ရှူကိုသွားပါတဲ့အဲ့ဒါလေးရဲ့ဘက်မှာရှိတဲ့ဒီကိုသွားတယ်အဲ့ဒါလေးကပါတယ်အန်တင်အဆုံးသက်ပါတဲ့เนาะဒီခိုးတာရဲ့အတိတ်ပဲအဆုံးသက်ပြတော့မဟုတ်သူရဲ့ခိုးတာအနေအားဒီနောက်ဆုံးပါပဲလို့သူဆိုလိုတာအန်တင်တမ်းပါလေဒီခိုးတာလေးမြည်ထားလဲသူအန်တင်ဆိုအန်တင်သက်ရှိလိမ့်မယ်ဒါပေမဲ့လက်ရှိကဟိုးဘားတွေနဲ့ရှုံးမှာဆိုလို့တော့ခိုးတာကိုပြပေးတာအဲ့တော့ခိုးတာစီပြန်ဆင်းတဲ့ခါကျတော့ CA မနဒီမနပြန်တီးသွားတယ်ဟုတ်လားအစဆုံးတီးတယ်တီးပေါ်တဲ့ခါကျရင် fine ဆိုတီးတဲ့အတိုင်းပဲနောက်ဆုံးအဆုံးသက် drum ဆိုဒီ1 2 3 4ပြီးသွားအတန်းပြီးသွားဘာမှမရှိတော့အတန်းဆွဲနေရလည်းမရှိဘူးဘာအတန်းမှမကြံအောင်ရက်တန်းလိုက်တာကိုတချင်းပြီးသွားတော့ပြောတာနော်အဲ့တော့ဒါဆိုဒါသဘောပေါက်ပြီးထင်ပါတယ် KC ဖို့အတိုင်းပဲ sign လေးပါတာမှတ်ထားမယ်ဒီမှာအဆက်20ပါတော့နှစ်ကြော့တီးတယ်တကြောမှာဒီ G ကိုတီးမယ်နောက်တစ်ကြောမှာဒါ G ကိုမတီးတော့ဘဲနဲ့ FG တီးမယ်ပြီးသွား chorus တီးပါရဆက်တီးတယ်တီးရင် solo တီးမယ်ဒီမှာ sign ကိုပြန်တက်တယ် sign ရင်ဟလာနှစ်ထပ် line နှစ်ထပ်ပါတစ်ပိုက်ဆိုတာအဲ sign နှစ်ထပ်တစ်ပိုက်သွားတယ်အဲ့မှာခူတာပြထားတဲ့ခူတာကိုဆင်းတယ်ခူတာကြတော့ခူတာ set တီးတယ်အဲ့ဒါရဒီ ending ဖြစ်တယ်အဲ့ဒါပြီးတော့ file နဲ့အဆုံးသတ်လိုက်တယ် okay ဒါဆိုပြီးရင်ကျွန်တော်လက်တွေ့တီးပြပေးမယ်နော် 1 2 3 4 C intro sign လေးစတင်ပြီနော် intro ပြရတဲ့ sign လေးကိုစတင်ပြီးတော့ second လေးကိုစတင်ပြီ F G C A minor D minor G Cပေါ်ပြန်တက်မယ်တဲ့ချင်းဟုတ်လားပထမတစ်ကြောမှာတီးထားတယ်နော်ဟိုဆက်နေဆက်ကိုပြန်တက်မယ်ဒီမှာလာပြီးကြော်မှာနော် F ကိုကြော်လိုက်ပြီဒုတိယခေါက်မှာတီးတာဒီ C ကိုဆက်သွားမယ်မိုင်းနာC
ဆုံးသက်တာကို file လို့ခေါ်ပါတယ်